အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ blog မြန်မာ channel နဲ့ပြန်လဲကြိုလိုက်ပါတယ်အခုတလောအတွင်း data key system update အတွက်ကြောင့်မလို့ data iOS သမားတွေအတွက် data key ယူရဲ့နေရာမှာကျန်တာတက်နေအောင်ကျွန်တော်တွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီ video ကိုလုပ်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ video လေးကိုစလိုက်ကြရအောင်ဒီလို data key ယူဖို့အတွက် website link ယူဖို့ဆိုရင်တော့ပို့ချက်တဲ့ gain တစ် gain နဲ့ဝင်ပြီးရင်ပေါ်လာတဲ့ data logo နဲ့ပြီးလို့ရှိရင်ပေါ်လာတဲ့နေရာမှာ copy link ဆိုတဲ့နေရာကိုနှိပ်အဲ့ clone ကိုနှစ်ချက်လုံးနှိပ်ပြီးလိုက်အဲ့ဆိုရင်သူက bro Chrome နဲ့ကိုတန်းဝင်ပြီးရော key ယူရဲ့ website ကိုတန်းပို့ပေးသွားပါလိမ့်မယ် bro က gain နဲ့ထွက်เสียရမလို့ပဲခုနကတော့လို gain နဲ့မှာ key ယူရဲ့ နီးကိုပြောပြပြီးတော့ပါမယ်ဒီနည်းနဲ့ iOS ဒါမှမဟုတ် iPad only ဖြစ်တဲ့အတွက်ကြောင့်မလို့ Android တွေမပါသေးပါဘူး။ရေဆုံးအနေနဲ့အခုကျွန်တော်ဆွဲတင်နေတဲ့ဘားတန်းကိုအပေါ်ဆွဲတင်ရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ update ပေါ်လာမှကြည့်ပြီးတော့ဒီတောင်ဆုံးကနေအောင်နှိမ့်လိုက်မယ်ဆိုရင် bro update ကိုထပ်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီကြောင့်ရှိရင် bro search bar မှာ Chrome လို့ရှာလိုက်။ရှာလို့မတွေ့ခဲ့ဘူးဆိုရင်လည်းအောက်ကိုဆွဲရှာပြီးတော့ရှာလို့ရပါတယ်။ပြီးတော့ဒီနေရာမှာလည်းတခါကြိုက်တန်းတွေ့တတ်ပါတယ်။အဲ့ဒီကြောင့်ရှိရင်အကူဖိလိုက်ပြီးတော့ကိုယ်စခွေရဲ့ဘယ်ချမ်းမှဒီနေရာချလိုက်ပါအဲ့ဒါဆိုရင်တော့ bro game ဆိုရင်လည်း app တွေပါဖွင့်လို့ရပါတယ်ကျွန်တော် key ပြီးတော့ app တော့ရောက်ပြီး diamond တားချနေရောကျွန်တော်ကိုယ်တိုင်ပဲရိုက်ရှာလိုက်ပါတယ်အခုဆိုရင်တော့ကျွန်တော်က data iOS key system ဆိုပြီးတော့ website တစ်ခုကိုရောက်ရှိလာပါပြီအဲ့ချင်းကြရင် bro continue ဆိုတဲ့ button ကိုနှိပ်ဖို့အတွက်5 second စောင့်ရမှာကြည့်ပြီးတော့နှိပ်လို့ရပြီဆိုရင်တော့နှိပ်လိုက်ပါအဲ့ချင်းကြရင်ကြော်ညာတစ်ခုနှစ်ခုတော့ပေါ်လာနိုင်မယ်အဲ့ဒါဆိုရင်တော့ bro ကဒီ cloud ကိုနှိပ်ပြီးတော့ကြော်နိုင်ပါတယ်ဒါမှမဟုတ်အခု4000မျိုးပေါ်တဲ့ cloud ကိုနှိပ်ပြီးရင်ကြော်ညာ website ကိုမှအမားချက်ကြီးပဲနှိပ်ပြီးတော့ကြော်နိုင်ပါတယ်ပြီးတော့ခုနကတော့ website ကိုပြန်ဝင် continue ဆိုတဲ့အထီးရောက် button မှာထပ်နှိပ်ကြော်ညာထပ်ပေါ်လာရင်ခုနလိုပဲပြန်ကြော်ပါbro ကြော်ညာ3နောက်ကြော်ပြီးလို့ရှိရင်ဒီ link party ဆိုပြီးတော့ website တစ်ခုကိုရောက်ရှိလာမှဖြစ်ပါတယ်အဲ့ချင်းကြရင် killing ဆုံးပြီးပေါ်နေတဲ့အဝိုင် clock ကိုနှိပ် loading ပြီးသွားရင်တော့ bro ဒီနေရာကိုတွေ့ရမှာဖြစ်ပြီး skip button ဆိုတဲ့ clock ကိုထပ်နှိပ်ပါအဲ့ချင်းကြရင် bro ဒီနေရာကိုထည့်အောင်လာမှဖြစ်ပြီးတော့ direct access ဆိုတဲ့ရေးရတဲ့နေရာကိုထပ်နှိပ်ပြီးရင် continue ကိုထပ်နှိပ်ပါအဲ့ဒါဆိုရင်တော့ bro က key ယူရဲ့ပထမ check point ကိုပြီးသွားကြည့်ပါတယ်ပြီး open ကိုထပ်နှိပ်အဲ့ချင်းကြရင် bro က key ယူရဲ့ website ကိုဝင်တဲ့နေရာကိုရောက်သွားပါလိမ့်မယ်ဆိုတော့ဒီတစ်ခါကိုလည်းခုနကတော့ကျွန်တော်လုံးပြတယ်လို့ပဲထပ်လောက်ရမှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ key ကိုရရှိတော့မှာဖြစ်ပါတယ်အရင်ဆုံး5 second လောက်စောင့်ပြီး continue ဆိုတဲ့ clock ကိုထပ်နှိပ်ကြော်ညာရေးပေါ်လာရင်ကြော်ပြည့်ပြီးရင် bro လူမျိုးကုတ်တွေတွေ့ရပြီဆိုရင် copy ဆွဲ clock ကိုထပ်နှိပ်ပြီး data လုံးကိုထပ်နှိပ်ပြီးတော့ key ထည့်ရမယ့်နေမှာ copy ထားတဲ့ key ကိုထည့်ပြီးရင် continue ဆိုတဲ့ clock ကိုထပ်နှိပ်ပါအဲ့ဒါဆိုရင်တော့ bro က data ကိုသုံးလို့ရဖြစ်ပါတယ်အားလုံးဒီ video လေးကိုကြည့်ပြီးတော့အဆင်ပြေကြမှာလို့မျှော်လင့်ပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye နေအောင် bro squid တွေလိုချင်ကြရမှာလားအကယ်၍ bro က squid တွေကို premium version နဲ့သုံးချင်တဲ့လူဆိုရင်ဒီ channel လေးနဲ့မိတ်ဆက်ပေးပါရစေဒီ channel မှာ bro က premium version နဲ့ squid တွေကိုစိတ်ချယုံကြည်စွာဝယ်ယူရရှိနိုင်ပါတယ်။ banana hub တို့လို squid တွေကိုသေးသက်သာတည်းရောင်းချပေးနေပြီးတော့ giveaway တွေနဲ့ပေးနေတဲ့အတွက်ကြောင့်မလို့လက်မလွတ်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ bro လေးကနာမည်ကြီး game တွေရေးကြတယ် Blockful Stay Brave 99 in the Forest စတဲ့ game တွေရဲ့ squid တွေကို premium version နဲ့ရောင်းချပေးနေပါတယ်။ဒါအပြင် squid တွေကိုလည်း free တင်ပေးလာပါသေးရဲ့။သုံးမရတာကျန်တာတခုရှိခဲ့ရင်လည်းကျန်နေရေးရှိပေးနေတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်။ဝင်ရောက်အားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော် discussion မှာ link ချပေးထားပါတယ်